ကော်မရှင်ကကတ်တာဟောအဲ့ဒါဟုတ်တယ်ဟမ်ပိုင်ရှင်ကော်မရှင်ဒါကော်မရှင်တွေတို့ကကော်မရှင်ဟောနှစ်ချက်ပဲရပါမတရားမှဘာမှမရတရားနှစ်ချက်ဟောပြင်းလို့ချွေးမကန်တာပြင်းလို့လည်းဝိုင်းကပ်ပြီဒီကြောပြင်မယ်အဲ့လိုနေရာကစက်နိုင်ပြရမယ်အများကြီးညကားတစ်စီးပြေးတော့မလောက်ဘူးတဲ့ဆက်နေနိုင်နော်တော့ကြောက်ချက်အများကြီးရောပြည်သူလွတ်တော်ကြီးပဲအများကြီးဟမ်ထောက်တယ်သူတက်တော့မယ်အဲ့ဟိုမှာပြေးလိုက်ဝင်းတော်တော့ပြေးလိုက်နေမိမမဟုတ်ဘူးဝင်းတော်တော့ပြေးလိုက်မကိုဘေးတော့ထောက်တော့မယ်ပြန်တော့ကြတယ်ဒါပဲရှိရအပိုင်အကုန်လုံးပေါ့အဲ့ဒါဟောပြည်သူလွတ်တော်ကြီးပဲလားတပြည့်မပေါအောင်တော့မှာအဲ့ဒါပဲအနီးပါတယ်အနီးပါတယ်အသိန်းအောင်မျိုးပါတယ်3မျိုးလားမင်း3မျိုးအပြာဟုတ်လားပြည်သူလွတ်တော်ကြီးပဲဟုတ်တယ်ဟောဘလို့ကွာဒီစားတွေမင်းအနီးဒါမဲ့စားတွေကပြောင်းတာတရားယူသွားတယ်သိန်းအောင်အပြာရောင်နေတယ်တိုးလို့ယူသွားလိုက်မင်းအနီးဒီစိတ်အမှန်ကမှာလို့မှားဟာအနီးအစိမ်းပေါ့အဲ့အနီးအစိမ်းအပြာပါတယ်အနီးစိမ်းအပြာအပြာတော့ဟုတ်ဩအပြာလည်းဒီပါပဲဒါပဲဒီပါပါဒီပုံလားပဲပုံလေးဒီနေ့ကလည်းအဲ့ဒါကနေတော့ဘာလဲစားတို့ကောင်းကြည့်လို့ပေါ့ဒီလိုတော့ရဲရိုက်တာဟမ်အဲ့ဒါသူကရဲမဟုတ်ပါဘူးဦးသက်လင်ပြောတာမလားဦးသက်လင်ကရဲမဟုတ်တာသူကရဲထွက်လိုက်တာနောက်တစ်ပါးကြည့်လို့ရိုက်သွားတာဆိုင်ကမှုကိန်းကလည်းကြိုက်ရတာမပြီးကျွန်တော်မခောက်အောင်လည်းဟောဒါဓာတ်ပုံရိုက်တာပဲဒီမင်းသမီးတွေရီပေါ်တာရိုက်ရတာပဲဟုတ်တယ်မခေါ်ပါပြဒါလောက်တာပဲဘယ်လိုပါမလဲကိုဘာဆိုင်လို့လဲရိုက်ပါမသိဘူးလေဟာကိုစီအခုအဲ့တော့ဒီကိုပါပဲကိုလာစီလုပ်ငန်းမဲ့လေလုပ်ငန်းလုပ်တာပဲလေလုပ်ငန်းလုပ်တာပြဿနာမရှိဘူးဟာပြဿနာမရှိဘူးကိုပတ်သက်ရလုံးမှာပဲဟုတ်လားအမေဘယ်နိုင်လာမလဲ7နာရီလာမှာဟုတ်ကဲ့ဒါလက်ရှိအခြေအနေကတော့ဒါကျွန်တော်တို့ဟိုဟာဒီပြေမျိုးပေါ့နော်ဒီနဝင်းရက်ကွက်မှာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေပါဒီဟာနဲ့ပတ်သက်ပြီးတော့ဒီမှာဒီပါတီရဲ့ပေါ့နော်ကိုယ်စားလှယ်တွေရဲ့အတန်လေးတွေကိုဒါတစ်ချက်နားထောင်ပေးပါဗျပြည်သူတွေနဲ့ဟုတ်ကဲ့အမလက်ရှိဒီအမတို့ရက်ကွက်တွေကိုဒီကြိုတင်မဲနဲ့ပတ်သက်ပြီးတော့လာကောက်တဲ့ပုံမှာဒီဘယ်လိုခံစားမှုတွေရှိနေလဲမမြတာတော့မမြတာဘူးဖြစ်နေဟုတ်ကဲ့အခုအမဆိုလို့ရှိရင်ချွတ်လက်လာကိုသွားပြီးတော့ကောက်တယ်အမကဒီခိုင်ကျိုးကကိုယ်စလဲပုံစံ8လက်ရှိတယ်နော်အခုသူတို့ရဲ့စည်ရင်းထဲမှာပြတဲ့စည်ရင်းထဲမှာကဟိုကဘယ်လိုပြောရမလဲဆိုတော့တအိမ်မှာ2ယောက်မပါဘူး1ယောက်ပဲပါတယ်နော်သူတို့ဖုန်းထဲမှာ2ယောက်ပါတယ်အမကကိုယ်စလဲကလွတ်လိုက်တဲ့အတွက်အမကကိုယ်စလဲဆိုတော့အမကပြောတဲ့ဟာကိုအဲ့ချွတ်လက်လာအပိုင်းတွေကလူကအမကိုငါရက်ကွက်ငါနယ်မြေငါရက်ကွက်ဆိုပြီးအမကိုမတရားတွေပြောတယ်အဲ့ဒါအခုဖြစ်လာတဲ့ပြဿနာအဲ့ဒါပဲဟုတ်ကဲ့ပါဗျဟိုခုနအမကြီးတယောက်ရှိတယ်ဗျဟိုကလေခုနလက်ရှိဒီမှာပေါ့နော်ဒီကြိုတင်မဲကောက်တဲ့နေရာမှာအမဒီကလည်းအမတို့ဒီလက်ရှိမြင်တွေ့နေရတဲ့အခြေအနေလေးချက်လောက်ပြောပြပါဗျအခြေအနေကတော့အခုဟာတော့ပါတီလုံးဒီမိုကရေစီစနစ်မဟုတ်တော့ဘူးတစ်ပါတီဒီမိုကရေစီစနစ်ဖြစ်သွားပါလို့ရှင်။ဝင်းနယ်မြေအနေနဲ့ပေါ့နော်အဲ့လိုဖြစ်သွားပါလို့ရှင်။ဘာကြောင့်အမအဲ့လိုပြောရလဲ။အဲ့လိုဘာကြောင့်ပြောရလဲဆိုတော့မဲတွေကောက်တဲ့နေရာမှာကျမတို့မဲဘုံနဲ့ကြိုတင်မဲကောက်တော့မယ်ဆိုလို့ရှိရင်ရဲပါရပါမယ်။ကော်မရှင်ပါရပါမယ်။ပါတီကရှိတဲ့စာရွက်ပေါ်မှာရှိတဲ့ပါတီစီအကုန်လုံးပါရပါမယ်။မေးရပါမယ်ကော်မရှင်ရရင်ဘယ်သူတော့ပါမလဲဘယ်သူတော့လိုက်မလဲမေးရပါမယ်။ဒါပေမဲ့သူတို့မှကျမတို့ကိုမေးခြင်းဉာဏ်နဲ့မရှိထွက်သွားတယ်ကျမတို့ပါမသွားပါဘူး။ချောင်းထဲတန်းကိုသွားတယ်ချောင်းထဲတန်းကိုရောက်ခံမှသူတို့လူတွေရောက်ခံမှချောင်းထဲတန်းရောက်သွားပြီဟဲ့ဆိုကမှကျမတို့နောက်ကဇဲတန်လိုက်ရပါတယ်ဒီလိုပဲဖိုးခေါင်ကိုရောက်သွားတဲ့အခါမှအုပ်ဖို့ကကောက်သွားတဲ့နေရာမှာလည်းပဲကျမတို့လူတွေတယောက်မှမပါပါဘူးအကုန်လုံးကြံခွာဖြစ်ပါတယ်သူတို့တပါတီလေးနဲ့ပဲမဲတွေကိုကောက်သွားပါရှင်ဟုတ်ဒီနေရာမှာလေအမတို့အနေနဲ့ဒီ live ပါဖို့တော့ကိုကော်မရှင်ကိုအမတို့ကြောင်းကြားထားရှိလားကော်မရှင်ကိုကျမတို့ဒီနားမှာအမြဲတမ်းရှိပါတယ်ဆိုတော့အကြောင်းကြားထားပါတယ်မနေ့6နာရီရရင်စာရေးမဲရုံမပိတ်မချင်းဒီရုံးမဖွင့်နေတယ်ကကျမတို့အဖွဲ့ဒီမှာလာဆောင်နေပါတယ်ဖြစ်တင်တာကတော့ဟော်လန်လေးတစ်ခုဆောင်ထားပြီးတော့ဒီခိုင်မျိုးကိုယ်စားလှယ်ဘယ်သူလိုက်မလဲ NLD ကိုယ်စားလှယ်ဘယ်သူလိုက်မလဲရဲရင်းကိုယ်စားလှယ်ဘယ်သူလိုက်မလဲမေးတင်ပါတယ်ပါတီစုံမေးတင်ပါတယ်ပါတီစုံမေးတင်ပါတယ်ဒါပေမဲ့တယောက်မှမေးခြင်းများနေမရှိပါဘူးကျမတို့ကတော့ပေါ်ပုံကြီးဆွဲသွားတာတွေ့ရင်ဒါပဲသွားမှလည်းပဲသွားမှလည်းအပြေးလွှတ်လိုက်မိနေရတဲ့အခြေအနေဖြစ်နေပါဟုတ်ကဲ့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေပုံမှာအမတို့ဒီပါတီရဲ့ကိုယ်စားလှယ်တယောက်အနေနဲ့ဘယ်လိုများသုံးသပ်ပါလဲခင်ဗျဘယ်လိုများသုံးသပ်လဲဆိုတော့အခုလွတ်လပ်တဲ့ဒီမိုကရေစီဆိုတာ
အခု2020မှာတော့ကျမတို့ဖြစ်မယ်လို့မထင်ပါဘူးရှင် ဟုတ်အမနာမည်လေးချက်လောက်မိတ်ဆက်ပြပါ မတင်လာအောင်ပါရှင် ဟုတ်ကဲ့ မဲယုံ3ကိုယ်စားလှယ်ကျေးဇူးလွတ်တော်ကိုယ်စားလှယ် ဟုတ်ကဲ့ပါခင်ဗျခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေပေါ်မှာအမတို့ဘက်ကတက်တာတဲ့ complaint ပေါ်မှာရောသူတို့ commission ကဗာမြန်အမတို့ဘယ်လို commission ပြန် က ပြီး ကျ သွား မ လဲ တို့ရဲ့အကြီးအကဲကပြောပါတယ်ပြောတဲ့အချိန်မှာသူတို့တွေကဆက်လုပ်သွားမယ်လို့ပြောတဲ့အတွက်အခုမဲယုံကအခုချိန်ထိမဲယုံမဲဘုံတွေပြန်မဝင်သေးပါဘူး ဟုတ်အမတို့တည်ထားတဲ့အခြေအနေမှာမဲဒီကြိုတင်မဲကောက်တဲ့နေရာမှာဟိုညနေ6နာရီထိလို့တည်ရတယ်ပေါ့နော်ဒီဟာပေါ်မှာရောဘယ်လိုပြောချင်လဲ ဟုတ်ကဲ့6နာရီထိပဲသိထားပါတယ်ဒါပေမဲ့အခုချိန်မှာအခု9နာရီကျော်သွားတဲ့အချိန်ကိုမဲဘုံတွေကပြန်မဝင်သေးပါဘူးရှင်ဒါပေမဲ့လည်းကျမတို့တာဝန်ဝတ္တရားရှိတဲ့အတိုင်းကျမတို့စောင့်နေပေးပါတယ် ဟုတ်ကဲ့ ဒါပေမဲ့ကျမတို့လူတွေတော့ဘာမသွားတော့ပါဘူးရှင်သူတို့မဲကောက်တဲ့နေရာမှာသူတို့ပါတီတစ်ပါတီစနစ်ပဲဖြစ်သွားပါဘူးကျမတို့ပါတီမလိုက်တော့ပါဘူးဟုတ်ကဲ့ပါဟုတ် ကျေးဇူးတင်ပါတယ်နော် ကဲ့ပါ တို့ဒါလက်ရှိအခြေအနေကတော့ကျွန်တော်တို့ဒီနဝင်းရက်ကွက်နဝင်းနယ်မြေမှာရှိတဲ့ဒီဟိုပါပေါ့ကြိုတင်မဲကြိုတင်ဆန္ဒမဲပေးတဲ့နေရာမှာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေပါလောဆယ်တော့ကျွန်တော်တို့ဒီသက်ဆိုင်ရာကော်မရှင်ပေါ့နော်ကော်မရှင်မှာတာဝန်ရှိတဲ့သူတွေနဲ့တော့ကျွန်တော်တွဲဆုံမေးမြန်းလို့မရသေးတဲ့အခြေအနေဖြစ်နေပါတယ်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတော့ငယ်ပဲတော့ငယ်ပဲဘယ်လိုတက်တက်ဟုတ်တယ်တော့ငယ်ကတက်တော့ည6အဲ့ဒါကြီးတော့တော့ငယ်ကတက်တော့ည6တဲ့ဒီလောက်ဆိုတော့ပါရတာကိုမဲ့လုံနေတာငါလုံရမှာလုံရမှာလည်းကတော့လုံတယ်လုံအောင်ငါလုံတယ်လုံအရာမသိမင်းတို့ကတော့ထောင်ထဲကြပါဗျာမှတ်တာထားဒီကောင်လုံးပေါက်ကဟုတ်တယ်အဲ့ဒါထုတ်ဒေါငယ်နော်ဟုတ်တယ်ဒေါငယ်တော့ဘလားတက်တော့ည6ဒေါငယ်ဟာကိုဘယ်သူကအစားရိုက်ပြလိုက်တာတော့ကိုကျော်မင်းနော်ဟုတ်တယ်ဟုတ်တယ်အေးရတယ်သူကဆန္ဒဖော်ထုတ်လိုက်ရင်ရိုက်ကိုကလကားဖြစ်မှဆိုလို့ရိုက်ပြီဗျာဒါရိုက်ရမှာလေဟုတ်ဗျာဒေါငယ်အစားကိုကျော်မင်းကရိုက်ချပြပါတယ်ကျော်မင်းအဲ့ဒါဘယ်သူဟာ用တာကဒေါငယ် ဟောဒေါငယ်ဟာကိုဟုတ်ကဲ့ဒေါငယ်ဟာကိုဦးကျော်မင်းကတကယ်ရိုက်ပြပါတယ်ဟုတ်ပြီအနည်းလေးလို့သွားမှာဒီကောင်းကိုဒီလိုဘာလို့မခေါ်ကြလဲဒေါငယ်ကမရှိပါဘူးဒေါငယ်ဟာကိုဦးကျော်မင်းကငှားရိုက်ပြပါတယ်ဒေါငယ်ကအိမ်မရှိပါဘူးဦးနေမင်းအဲ့ဒါကြောင့်ခင်ဗျာခင်ဗျာဦးနေမင်းအိမ်မရှိရင်ထွက်ပိုင်ခွင့်ကိုမရှိဘူးဒေါငယ်ကအိမ်မှာလူမရှိပါဘူးဟိုမှာဒေါ်တန်းခိုင်လည်းထည့်လာခဲ့တာတွေ့ခဲ့ပါတယ်ဒေါ်တန်းခိုင်ထည့်ခဲ့ဟုတ်တွေ့ခဲ့ပါတယ်ဒေါ်တန်းခိုင်ဝက်လက်ပါမယ်ဟုတ်တယ်အခုဒေါငယ်ရဲ့အစားကိုဦးကျော်မင်းကလက်မှတ်ထိုးပြီးရိုက်ပေးပါတယ်ဒီတုံးနှိပ်တာအဲ့တော့ဟောဦးနေမင်းနှိပ်ခိုင်းလို့ဦးနှင်းမြင့်ကနှိပ်ခိုင်းလို့ပြောပါတယ်ဟုတ်တယ်ဒီမှာအားလုံးလူတွေရှိပါတယ်ဦးကျင်သေးဦးဆွေဦးမြင့်နိုင်ဦးနှင်းမြင့်ဦးအောင်ကျော်ဦးအောင်ဆန်းလင်းရှိပါတယ်ရပါပြီဒါလောက်ဆိုရင်လူမရှိဘဲနဲ့မဲပေးပိုင်ခွင့်ရှိပါသလားအဲ့ဒါလို့ရှိခဲ့တယ်ဆိုရင်ကျွန်တော်တမီမလေးရှားမှာရှိပါတယ်ကျွန်တော်ထည့်လို့ရမလားခိုင်းတာဦးအောင်ကျော်မော်လွင်မလေးရှားမှာရှိပါတယ်ထည့်လို့ရပါသလားရပါတယ်ဦးမြင့်မြင့်ကရပါတယ်လို့ပြောပါတယ်မဲသိပါလားမဲသိရင်ပါပါတယ်ဒါပေမဲ့ထည့်ခြင်းလို့ပြောတာမဟုတ်ပါဘူးကျွန်တော်မေးခွန်းလေးပြီးခြင်းလို့ထည့်တာပါပါတယ်ဒီကကိုသားပြုပေါ့မဲသိရင်လည်းမှာမင်းတမီကညီစင်းပါတယ်ဟုတ်ကဲ့သူကမထည့်နိုင်လို့တော့မှဆိုလိုတဲ့ဘောကတော့ကွာဟိုလိုပြောအဲ့ဒါလို့ထည့်လို့ရတယ်ဆိုရင်နိုင်ငံခြားမှာမဲယုံနေထောင်ဖို့ရမလိုပါဘူး
အဲ့ဒါဒီမှာလက်ခံလို့ရပါတယ်ကွာ ဒီမှာမလေးရှားမှာရှိတဲ့လူကိုမလေးရှားမှာရှိတဲ့လူကိုဒီမှာထည့်လို့ရပါတယ်တဲ့ဦးမင်းမြင့်ကပြောပါတယ် ငါတဦးနဲ့ပဲလက်ခံမှာ ဟုတ်ပါတယ် နော်နောက်နှစ်ပဲအစိမ့်နဲ့အရင်နောက်ဆုံးလက်ခံမယ်ဆိုရင်လက်ခံမယ် ဒီဟာကိုမိသားစုက ငါတဦးနဲ့ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး မဟုတ်သေးဘူး စိတ်နဲ့ထက်အနီပဲထက်တားလို့မရပါဘူးလူကိုယ်တိုင်ရှိမှသာလျှင်ထည့်လို့ရပါတယ် အဓိကအဲ့ဒါပဲ ခင်ဗျာအစိမ့်ထည့်ခြင်းလို့ခင်ဗျာအနီကိုထည့်ပါလို့ပြောလို့မရပါဘူး အဲ့ဒါမရ အဲ့ဒါကမရပါဘူးသူတို့သဘောပါအခုလိုလူမရှိပဲထည့်ဝင်ရှိမယ်ဆိုရင်တော့ကျွန်တော်မှလည်းထည့်စရာကြီးအများကြီးရှိပါတယ် ဒါလည်းမှန်တယ် နော် ဒါလည်းမှန်တယ်အဲ့ဒါလည်းမှန်တယ် ကျောင်းတဲ့ကတော့ဒါမှမဟုတ် အဲ့ဒါတော့ လူမရှိရင်မလုံးနဲ့ပေါ့ လူကြီးထက်လိုက်ဝင်မရှိဘူးကွာဟိုလိုပြောမယ်ဆိုရင်တော့တို့ကော်မရှင်ဆိုင်မျိုးနဲ့သုံးသားမယ်ဆိုရင်တော့ငါအခုကငါကော်မရှင်နဲ့နေထောင်းနေတာလိုက်ရနှစ်ဦးနှစ်ဝကိုအစိမ့်နဲ့အနီကိုနှစ်ပတ်လုံးခေါ်ထားတာမင်းတို့ကျင်လိုက်ရင်ပြီးရောဆိုပြီးငါ အခုကဒီမှာဒေါ်သိန်းရွယ်ရှိတယ်မင်းပိုင်ဝင်ရှိတယ်ဒေါ်သိန်းရွယ်ခင်ဗျာဘာကိုထည့်မလဲငါတော့အနီပဲဆိုရင်အနီထည့်ပြီးလို့ရပါတယ် ရတယ် ဒေါ်သိန်းရွယ်ခင်ဗျာအနီထည့်မှာခင်ဗျာမရဘူးအစိမ့်ကိုထည့်ပါလို့လည်းပြောလို့မရဘူး မရပါဘူးအဲ့ဒါမရပါဘူး ဟုတ်ပြီအဲ့ဒါပုံမှန်ပါလူမရှိပဲအခုဒေါ်ငယ်အသက်60လုံးဝမှမပြည့်သေးပါဘူး အေးအဲ့ဒါကိုမင်းတို့ကအခုကတော့ ပါ သိ လား ထည့်တော့ ဒီစင်းပါလို့ပဲ ဒေါ်ငယ်အသက်60မပြည့်သေးပါဘူးလူကိုယ်တိုင်လည်းခေါ်မင်းလို့ရပါတယ် မရှိနော်တို့က60ကနေပြီး60ကျော်မှဂျိုဒီမဲဆိုတာပြပိုင်ဝင်ရှိတာအဲ့ဒီကနေပြီးတော့တို့ဂျိုဒီမဲအခုလက်ခံလာခဲ့တဲ့ဟာတွေကဟိုဆိုလိုတဲ့ဘောကငါလည်းဟိုအုပ်စုကိုလည်းရှင်းတင်ခဲ့ပြီနည်းလေးမင်းပါမဲ့လူတို့နော်စေုံတရားမဲ့လူတို့ကြတော့ငါအဲ့ဒါတွေမျိုးရှင်းတင်ခဲ့ ရတယ်ဘုဖွတ်60ပြည့်ရင်ရပြီ သွားနိုင်လာနိုင်တော့60ကျော်တာတော့ကွာမဲယုံလာ 60ကျော်ရင်ကျော်ပြီနော်ဂျိုဒီမဲယူခိုင်းနေဆိုတာက60ကနေပြီး60ကျော်တွေကိုဂျိုဒီမဲဘေးပိုင်ဝင်ရှိတယ်လို့သူတို့ကတခါသမုတ်လိုက်ကြရောအဲ့ဒီကနေပြီးတော့မှတခါပြန်ပြီးတော့ဘယ်လိုခွဲကြရုံဆိုတော့လုံးဝမသွားနိုင်မလားနဲ့နဲ့လူပြန်ပြောင်းသွားတာလားမဟုတ်ဘူးပြောင်းတစ်ခုပါတာနောက်ထပ်ပါတီတစ်ခုဗမာရေးကဝင်ကြီးမှာပါတီတစ်ခုပါတယ်ခုတောင်းအစီလေးနဲ့မှားပြီးနေမှာဆိုလို့ထဲထဲမှာမှောင်တဲ့အတွက်အဝါနဲ့စီနဲ့အဲ့ဒါလေးတစ်ခြားပြီးထားပေးကြပါဟုတ်တယ်ဟုတ်တယ်ဗမာရေးကဝင်ကြီးမှာပါဗမာရေးကဝင်ကြီးထဲရမယ်ဗမာရေးကမဲလေးဦးဆောင်ရမယ်မှာကြပါတယ်မဲမရေတွက်ခင်မှာအားလုံးသိအောင်ပြောပြပါမဲရေတွက်လိုက်တဲ့အချိန်မှာကျမတို့တစ်စိတ်တုံးရိုက်မိတ်ထားပါတယ်အဲ့ဒီတစ်စိတ်တုံးဒီ UEC စာလုံးမပါတော့မပါခဲ့ပုံပေါ့နော်အဲ့ဒီတစ်စိတ်တုံးကိုကျမတို့ခိုင်လုံးမဲအဖြစ်သတ်မှတ်ပါတယ်သူ့ကိုပယ်မဲမလုပ်ပါဘူးအဲ့ဒါမင်းညာကပြောသွားပါတယ်အဲ့ဒီစကားလုံးကိုဒီမဲဖောက်တဲ့အချိန်မှာအားလုံးကိုပြောပါ
那么别对话了，啊，没别的，别改了，ပြပြလေးပါကပြနဲ့ 改别人别的，别改不？啊，买不？一边没有买这个吧边，啊嘛，这里这是那么别的有的，没别办公室的，买了别改。 မရောက်သွားတော့ဘာမှမရောက်သွား ဟုတ်ဗျာအမေရေပြမဲရောတော့ဖြစ်ပြနေပြီဗျအိုင်မအဲ့ကလေးပါဗျာရေပြအတတ်တယ်မဲရဲသူပါရေပြတဲ့ဟုတ်ပြီဗျာဟုတ်ဟောဆန်ချင်းရဟုတ်ပြီဗျာမလေးဖြစ်ပြနေပြီဗျာစပြီစီကရတော့ အဲ့ဒါကျွန်တော်ကမဲရုံအမှတ်3မဲရုံအမှတ်3မက်စင်မျိုးနွယ်မဲအမှတ်285ကိုစားမသိသမျှပေးရှိခဲ့တာဖြစ်ပါတယ်ညီမလေးကဘယ်ပေးခဲ့တော့မသိဘူးအနီအနန္ဒီပေါ့အနီဆိုတော့ဟုတ်ပြီအခုတို့ဟွာဖြစ်တာပါဟွာလက်တန်းလေးထောင်ပြလိုက်ပါအောင်နော်သူကတော့ဒါကတော့ဟွာမက်စင်မျိုးနွယ်စင်မျိုးနွယ်ရဲ့ကိုစားမသိသမျှကအနန္ဒီကိုပေးခဲ့ပါတယ်တဲ့နော်တို့ဒါမှတ်တမ်းလေးပေါ့ညီမလေးဟွာညီမလေးဘယ်ပေးခဲ့တာတော့ပြောပါပြောအေးသူဟွာအနန္ဒီပေးခဲ့ပါတယ်တဲ့ကျွန်တော်တို့မဲရုံအမှတ်3တမိုက်တာကြီးရွာမဲရုံအမှတ်3ကော်မရှင်ဥက္ကဋ္ဌပေးခွင့်ရှိရလို့ပြောတာရတယ်ညီမလေးဝလို့ပြောတယ်လို့ပြောရတယ်ပြောပေးခွင့်ရှိရလို့ဝင်ပေးခဲ့အေးပေးခွင့်ရှိရလို့ဝင်ပေးခဲ့တာနော်ကော်မရှင်ဥက္ကဋ္ဌရဲ့ပြီးတော့အတွင်းထဲမှာဆရာမတွေကဘယ်သူတွေပြောသေးတော့မသိဘူးဘာမှတော့မပြောဘူးအေးဟုတ်ပြီကော်မရှင်ဥက္ကဋ္ဌပေးခွင့်ရှိတယ်ဆိုလို့သူကဒေါ်စင်မျိုးနယ်ရဲ့ကိုစားပေးခဲ့ခြင်းဖြစ်ပါတယ်ကဲခုခဏအဲ့နေပါဦးကျွန်တော်အဲ့ဒီကိစ္စကိုကျွန်တော်ပေါ့နော်ကျွန်တော်ပဲဒါရှင်းပြဖို့တဲ့ကျွန်တော်လည်းရှင်းပြခက်နေတယ်ဗျနော်ခုကျွန်တော်အနေနဲ့ဟာလားခုလက်ရှိဟောစာပေါ့ခေါ်စာမျိုးနယ်ကွဲပေါ့နော်ရေးမျိုးနယ်ခေါ်စာမျိုးနယ်ကွဲကြုံရဲကျေးရွာအုပ်စုပေါ့မဲဆန္ဒနယ်မြေမှတ်နှစ်ဟာလားပြည်သူလွှတ်တော်မဲဆန္ဒနယ်မြေမှတ်နှစ်မှာပေါ့နော်မှတ်နှစ်မှာအဲ့ဒီမှာဘယ်မှာမဲသွားထည့်ရတယ်ကျုံရဲကျေးရွာမှာထည့်ရပါတယ်ကျုံရဲကျေးရွာမှာသွားထည့်တယ်နော်လက်ရှိအနေထားအရကဲဒီကနေပြီးတော့ဟိုဒါညီမလေးကိုမေးပါမယ်နော်ညီမလေးအနေနဲ့ဟာလားဘယ်ဟိုဒါလက်ရှိဘယ်ရွာမှာနေလဲမသိဘူးနော်မိတိုင်တဲ့ကျေးရွာမှာနေပါတယ်ဘယ်မှာလဲမိတိုင်တဲ့ကျေးမိတိုင်တဲ့ကျေးရွာမှာနေမိတိုင်တဲ့ကျေးရွာကဒီကျုံရဲကျေးရွာအုပ်စုအောက်မှာဆိုတာဟိုဒါပေါ့တေချာပါရဲ့နော်ဟုတ်ကဲ့တေချာနော်ကဲကောင်းပြီညီမလေးရဲ့ခက်ခဲလေးနဲ့အနေငယ်လေးပြောပြပါအောင်ဘာအကြောင်းကြောင့်လဲသမီးတို့အရင်တော့ဖျက်ပုံမြို့နယ်မှာမဲထည့်ခဲ့ဘူးတဲ့ဒါပေမဲ့မှတ်ပုံနေနဲ့သမီးတို့ထည့်ခဲ့ရတယ်ဟုတ်တယ်အခုမုံပြည်နယ်ကိုရောက်လာတဲ့အခါကျတော့မိတဲ့နဲ့ကြေးရွာမှာနေပါတယ်ဟုတ်ကဲ့ဥက္ကဋ္ဌဆောက်ရပေးပါတယ်ဟုတ်ကဲ့ဆောက်ရပေးပြီးတော့ဓမ္မဗုဒ္ဓဘာသာဖြစ်တဲ့အတွက်တိုင်းရင်းသားဖြစ်တဲ့အတွက်ကြောင့်မလို့၄ဘုံထည့်ရပါမယ်လို့သူပြောပါတယ်ဟုတ်ကဲ့သမီးတို့လည်းဒီစာရွက်နဲ့တစ်ခါမှမထည့်ဘူးတဲ့အတွက်ကြောင့်ဒီစာရွက်သူပေးတဲ့အတိုင်းယူလာခဲ့တယ်ဟုတ်ကဲ့ယူလာခဲ့ပြီးတော့အခုမဲယုံမှာသမီးတို့မဲသွားထည့်တယ်မဲသွားထည့်တော့သူပြောတဲ့အတိုင်း၄ဘုံဆိုတော့သမီး၃ဘုံရောက်ပြီးနောက်တစ်ဘုံထည့်မလို့သမီးသွားပါတယ်ဟုတ်ကဲ့သွားတော့သမီးကိုလက်မဲစုပ်ဖို့ပြောတော့သမီးကမဟုတ်ဘူးတဘုံကြံသေးတယ်လို့ပြောတယ်တဘုံကြံသေးတယ်လို့ပြောတော့မဟုတ်ဘူးတဘုံကြံသေးတယ်ပြောတော့သူတို့ကစာရွက်ကိုလှန်ကြည့်ပါတယ်ဟုတ်ကဲ့တိုင်းရင်းသားလို့မပါဘူးလို့သူပြောတယ်တိုင်းရင်းသားမပါလို့မရဘူးသမီးတို့ဥက္ကဋ္ဌကပြောတယ်၄ဘုံထည့်ရမယ်ပြောတယ်ဘာဖြစ်လို့တိုင်းရင်းသားလို့မထည့်တာလဲဆိုတော့သူကပြောတယ်လေဒီမှာရေးမထားဘူးတဲ့သမီးလည်းဒီမဲစာရွက်တိုင်းရင်းသားရေးတာမရေးတာဆိုတော့ကိုကမမြင်ဘူးတော့တစ်ခါမှမစစ်ဘူးဟုတ်ကဲ့စစ်တော့မသိဘူးဒါဘာကြောင့်မလို့ဥက္ကဋ္ဌကတိုင်းရင်းသားလို့သူရေးမပေးတာလဲဥက္ကဋ္ဌရေးမပေးလို့ဒီစာရွက်မှာတိုင်းရင်းသားဆိုတာမပါလို့သမီးတို့မဲထဲမှုကဆုံးရှုံးပါတယ်တဘုံဟုတ်ကဲ့အဲ့ဒါဆိုရင်ကိုတိုင်းရင်းသားဆိုတော့ဒီကညီမလေးကဘာတိုင်းရင်းသားလဲမသိဘူးနော်ဗုဒ္ဓဘာသာဆိုတာတော့ဟုတ်ပါပြီဘာလူမျိုးလဲလို့ဗုဒ္ဓဘာသာမြန်မာလူမျိုးဗမာလူမျိုးလားမြန်မာလူမျိုးလားဗမာလူမျိုးပါဗမာလူမျိုးနော်ဗမာတိုင်းရင်းသားပေါ့ဟုတ်လားအဲ့ဒါဆိုဗမာတိုင်းရင်းသားပုံထဲမှာမဲမထည့်ခဲ့ရဘူးပေါ့နော်ဗမာတိုင်းရင်းသားပုံထဲမှာမဲမထည့်ခဲ့ရပါဘူးအဲ့လိုဗမာတိုင်းရင်းသားထဲမှာကိုကဗမာတိုင်းရင်းသားလူမျိုးမှတ်ပုံတင်ထဲမှာဗမာဗုဒ္ဓအိမ်တော်စုစည်းထဲမှာဗမာဗုဒ္ဓပါလျက်နဲ့တိုင်းရင်းသားလူမျိုးဖြစ်ပါလျက်နဲ့ဗမာတိုင်းရင်းသားမဲပုံထဲမှာမဲမထည့်လိုက်ရပဲနဲ့မဲထည့်ခွင့်ဆုံးရှုံးခဲ့တာဘယ်နှဦးလောက်ရှိလဲဒီထဲမှာကျမတို့6ဦးမိတိုင်းတက်ကြီးရွာ6ဦးပါ6ဦးနော်6ဦးကမိတိုင်းတက်ကျေးရွာမှာဗမာလူမျိုး6ဦးတယောက်မှမထည့်ခဲ့ရဘူးပေါ့မထည့်ခဲ့ရဘူးနော်မထည့်ခဲ့ရတဲ့အပေါ်မှာအဲ့ဒီကမဲကော်မရှင်တာဝန်ရှိတဲ့သူတွေနဲ့အဲ့ဒီမှာမဲယုံမှုကိုတွားပြီးတော့တင်ပြတဲ့အခါမှာဘာတွေပြောလဲတိုင်းရင်းသားလို့မပါတဲ့အတွက်ကြောင့်မလို့သူတို့ကထည့်ပေးလို့မရပါဘူးလို့မဲထည့်ခွင့်ဗမာဆိုတဲ့ဘုံထဲမှာထည့်လို့မရပါဘူးလို့သူတို့ပြောတယ်ဟ
ဟုတ်လားအေးကောင်းပြီအဲ့ဒါဆိုရင်တော့ခုဩဇာပေါ့ဟိုပွပွလေးလေးပဲဒါကတော့မဲယုံနေမြေလည်းမဟုတ်ဘူးဒါကနေအိမ်မှာဖြစ်တယ်ဟုတ်လားဩဇာပေါ့ကိုကြေးရောက်ကိုပြန်ရောက်တဲ့အနေထားမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုထဲမှာပေါ့နော်ကဲအဲ့ဒီမှာတကယ်တော့ဗမာတိုင်းသားဖြစ်အဲ့ဒီမှာပေါ့နော်မဲထဲ့မယ်ဆိုရင်ပေါ့နော်မဲထဲ့ခဲ့မယ်ဆိုရင်ခုလက်ရှိမိဘပြည်သူတွေနေနဲ့ပေါ့နော်ဘယ်ပါတီကိုဝန်းရံပြီးတော့ဘယ်ပါတီကိုမဲထဲ့ဖို့စဉ်းစားထားလဲသမီးတို့ကတော့ကြမ်းခိုင်ရေးပါတီဟုတ်လားဟိုအခုကမဲထဲ့ဆုံးရှုံးခဲ့တဲ့လူတွေကဘယ်ပါတီကိုမဲထဲ့သမီးတို့ကမဲမထည့်ရဘူးဟုတ်လားအေးကောင်းပြီကဲမဲမထဲ့ရတဲ့ညီမလေးရဲ့အခြေအနေကိုလည်းပြောပြပါဦးသမီးတို့ကမှတ်ပုံနေလည်းရှိရအိမ်တော်သူစင်းလည်းရှိရသူတို့မဲလည်းမရမပေးလို့မရလို့တဲ့သမီးတို့မဲထဲပတ်ကိုမပေးဘူးကဲကောင်းပြီအိမ်တော်စုစီရင်ရဲ့အဲ့ဒီမှာဟိုဒါမှတ်ပုံတင်ရဲ့သူတို့လာကောက်ခံထားတဲ့ချိန်မှာပေးထားတာရှိပါသလားသူတို့အကုန်ပေးထားပါတယ်ပေးထားတယ်ဟုတ်လားသူတို့ချိန်မှာသမီးတို့ရဲ့အိမ်တော်သူစင်းတွေရောသမီးတို့ရဲ့မှတ်ပုံတင်နံပါတ်တွေရောအကုန်ရှိတယ်ဟုတ်လားလာကောက်ခံတဲ့အဲ့ဒီမှာတာဝန်ရှိသူကအဲ့ဒီမှာလာကောက်ခံတဲ့ချိန်မှာအဲ့ဒီမှာဒီဩဇာပေါ့ကျေးရွာအုပ်စုကနေပြီးတော့ဘယ်ဖွဲ့စည်းမျိုးကလာကောက်ခံတာလဲဘယ်ဖွဲ့စည်းမျိုးလဲအဲ့လာကောက်ခံတဲ့လူကတာမန်လူရိုးလားတာဝန်ရှိသူတာဘယ်သူတွေလာကောက်ခံမှတ်ပုံတင်လို့အိမ်တော်စင်းတို့ကောက်ခံတာဥက္ကဋ္ဌကောက်ခံတာဥက္ကဋ္ဌနော်ဥက္ကဋ္ဌဆိုတာကျေးရွာဥက္ကဋ္ဌလားကျေးရွာအုပ်ချုပ်ရေးမှူးရောဒီဗာလဲဒီကျုပ်ရဲကဟိုစားဗာလဲအုပ်ချုပ်ရေးမှုအကုန်ပါတယ်အကုန်ပါတယ်နော်အကုန်ပါတယ်အဲ့ဒါကိုပေးထားပါလျက်နဲ့ခုမဲထက်ခွင့်မရှိဘူးပေါ့ဟုတ်ကဲ့တကယ်ကောင်းပြီမဲထက်ခွင့်မရှိဘူးဆိုတော့အဲ့ဒီချိန်မှာကဲအဲ့ဒီမှာဒီကသမီးတို့ညီမလေးတို့အကုန်လုံးမဲထက်ခွင့်ဟောစာပေါ့မရချင်းအကြောင်းရင်းနဲ့ပတ်သက်ပြီးတော့သူတို့မှမဲစင်းရင်အမီမထွက်တဲ့အတွက်ကြောင့်မဲစင်းအမီမထွက်လို့မထက်ရတဲ့ဟောစာပေါ့ဒီမိဘပြည်သူတွေဘယ်နှစ်ယောက်လောက်ရှိလဲဘယ်နှစ်ဦးလောက်ရှိလဲ9ဦးရှိအောင်9ဦးလောက်ရှိတယ်နော်ကောင်းပြီအဲ့ဒီဥစ္စာမှာတိန်တောင်ထဲမှာရှိပါလေရဲ့နဲ့မိမကထည့်ရပြီးတော့ယောက်ျားကမထည့်ရတာဘယ်သူရှိပါလဲရှိပါရဲ့ထည့်လာဟုတ်လားမင်းမျိုးသမီးကတော့ထည့်ရတယ်မင်းကြတော့မထည့်ရအောင်မဲဆာကလည်းမပေးတာလာလည်းမပေးဘူးမင်းနာမည်လည်းမပါဘူးဘာမင်းအိမ်တော်စုစီးရင်ပေးတော့ကမင်းတို့ဟိုဒါအိမ်တော်စုစီးရင်ထဲမှာမင်းနာမည်ပါလားအိမ်တော်စုစီးရင်မရှိနာမည်နဲ့မွေးတက်ကြီးပေးတာနာမည်နဲ့မွေးတက်ကြီးပေးထားတယ်ဒါပေမဲ့မင်းမိမကြတော့ပါမဲထည့်ရတယ်မင်းကြတော့ထည့်ခွင့်မပေးဘူးမင်းနာမည်ဘယ်လိုခေါ်လဲမသိဘူးစီတူဝင်းမင်းနေတာခေါ်စာချောင်းမှာကလားလို့ပဲခေါ်စာချောင်းမှာတော့ကလားပါနာမည်ရင်းကတော့စီတူဝင်းမင်းမျိုးသမီးမဲထည့်ရတဲ့မင်းမိမရဲ့နာမည်ကဘယ်သူလဲမသိဘူးအေးတမောဟမ်အေးတမို့နော်မင်းတို့မဲထဲရတဲ့ဩဇာပေါ့ဩဇာမဲယုံကဩဇာကြုံရဲကျေးရွာအုပ်စုမှာပဲလားကြုံရဲကျေးရွာအုပ်စုမှာပဲနော်ကောင်းပြီကြုံရဲကျေးရွာအုပ်စုမှာရှိနေတဲ့မဲဆန္ဒအနေအတွင်းထဲမှာရှိနေတဲ့မိဘပြည်သူတွေပေါ့မဲထဲခွေဆုံးရှုံးသွားတာခုဆိုရင်ဟုတ်လားဒီခေါ်စာချောင်းဝအတွင်းထဲမှာရှိတဲ့လူများထဲကနေပြီးတော့ဟုတ်လားလူတော်တော်များများမထဲလိုက်ရဘူးဖြစ်နေတာပေါ့ဟုတ်လားဟုတ်ကဲ့ဟုတ်ပါရဲ့ဟုတ်လားကောင်းပြီအဲ့ဒီလိုမျိုးမဲမထဲလိုက်ရတဲ့အတွက်ဒီညီမလေးမဲမထဲလိုက်ရတဲ့အတွက်ပေါ့နော်စိတ်ထဲမှာဘယ်လိုခံစားရလဲစိတ်မကောင်းပါဆရာစိတ်မကောင်းကောင်းပြီအဲ့ဒါမှာကဲညီမလေးပေါ့နော်ခုကကိုကျေးရွာကိုရဲ့နေရာကိုပြန်ရောက်နေပြီမဲယုံနဲ့လဲဟောတာပေါ့မဲယုံကတခြားရွာမှာဆိုတော့ဝေးကွာတဲ့နေရာပေါ့နော်ဒီနေရာမှာလွတ်လပ်စွာပွင့်လင်းမြင်သာစွာနဲ့ပြောနိုင်ပါတယ်တကယ်လို့ညီမလေးမဲထဲအခွင့်ပေးခဲ့မယ်ဆိုရင်ဘယ်ပါတီကိုမဲထဲမလို့ဆုံးဖြတ်ထားသလဲကြံ့ခိုင်ရေးပါတီကိုမဲထဲပါဟုတ်လားကဲကျန်တဲ့လူတွေကရောကြက်ခိုင်ဟုတ်လားကောင်းပြီအဲ့ဒါဆိုရင်တော့ဥစ္စာပေါ့အခုလက်ရှိအခုဥစ္စာပေါ့တွဲဆောင်မင်းမြန်းထားတဲ့ဥစ္စာကိုအားလုံးကိုဟုတ်လားဒါညီမလေးတွေရဲ့သဘောဆန္ဒအတိုင်းဖြေချထားတယ်ဆိုတာမှန်ပါတယ်နော်ဟုတ်ပါပါမှန်ပါတယ်ကဲကောင်းပြီအဲ့ဒါဆိုရင်တော့ညီမလေးတို့ရဲ့သဘောဆန္ဒအားလုံးကိုမိဘပြည်သူများသိအောင်ဟုတ်လားဒီကောင်အင်တာနက်လိုင်းပေါ်မှာကျွန်တော်တင်มาဖြစ်ပါတယ်တော့ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ခုလိုမျိုးဟုတ်လားဩဇာပေါ့ရင်ထဲမှာခံစားနေရတဲ့မိဘပြည်သူတွေကိုကြည့်ပြီးတော့တနာလို့ကျွန်တော်ခုလိုမျိုးကူညီပေးခြင်းဖြစ်ပါတယ်နော်သမီးတို့ကမဲထဲအောင်စိတ်မကောင်းဆရာဟုတ်လားအစောကြီးက4နာရီလို့လည်းမိုးမလင်းခင်4နာရီကစောက်တယ်နော်ကဲကောင်းပြီအဲ့ဒီအတွက်ကြောင့်မလို့အားလုံးကိုပဲဟလာကျေးဇူးတင်ပါတယ်အခုလိုမျိုးမဲမထည့်ရတဲ့အတွက်ကြောင့်မလို့ရင်တဲ့စိတ်ထဲမှာဟလာကိုဝန်းရံချင်တဲ့ပါတီနော်ကိုယ့်ရဲ့စိတ်နှလုံးသားထဲမှာရှိနေရင်ကိုဟလာဟောသားပေါ့ရပါပြီနော်အဲ့ဒီပါတီကသိရင်လည်းပဲအတိုင်းတက်လွန်သူတို့ဟောသားပေါ့ဝမ်းနာမှာပါဟလာမိဘပြည်သူတွေရဲ့စေတနာကိုသူတို့နားလည်တာပေါ့တော့ပေါ့နော်ကောင်းပါပြီဒီကိစ္စနဲ့ပတ်သက်ပြီးတော့တာဝန်ရှိတဲ့သူတွေကိုလည်းဆက်လက်ပြီးတော့တင်ပြတော့ပါမယ်နော်ကောင်းပြီနောက်ထပ်ဘာပြောကြရှိသေးလဲမရှိတော့ပါဘူးကောင်းပြီအားလုံးပဲကျေးဇူးတင်ပါတယ်နော်15ရက်ကွက်ကိုမီးရှိကမျိုးနဲ့ကျွန်တော်တို့အမ15ရက်ကွက်အမက24မှာမဲကလင်ကချင်းမှုဖြစ်နေတယ်ကာယကရှင်ရဲ့လက်မှတ်ကိုစားကိုလှုပ်ပြီးတော့ကနေ့ချင်းလှုပ်ဒီလိုဖြစ်တာငါလက်ပိုင်ဝင်မကြည့်ဘူးငါနာမည်ရက်ပါတယ်ဟိုမှာလည်းသိရင်ပေါက်တယ်ခိုင်းမှာ
hai mặt con đi hai mặt dai đại dạo hai mặt con đi hai mặt ba bông này đi ha là ba bông này đi ha này ha cái này cái gì lâu đã vậy 15ရက်ကွက်မှာကာယကရှင်မရောက်သေးပဲနဲ့ကာယကရှင်ကိုစားကိုလာပြီးတော့ကလင်ကြီးလောက်ပြီးမဲထည့်သွားပါတယ်လက်မတွေအတူထိုးပြီးတော့မှတ်ပုံတွေလည်းနေပြီးတော့ 15ရက်ကွက်တွေအများကြီးတကုံမျိုးတွေ တကုံမျိုးတွေရှယ်ရမျိုးနဲ့အမှ15ရက်ကွက်အမှတ်က24အမှတ်24အဲဒီကြောင့်မဲုံ3မှာမဲထည့်ရမယ်မဲစင်းလည်းပေါက်ပြီးသားဖြစ်ပါတယ်နော်ဒါဟို ငါဥပဒေသွားကြည့်တယ်ရောက်ငါရှင်မင်းလာဆော့သွားလိမ့်မယ်ရတယ်ငါမှားတယ်မို့လားငါဖေးချင်းမယ် ရွေးချယ်ရှိနဲ့လာပြီးတော့ဒီမှာလှုပ်ပေးတဲ့လူတွေရှိလို့နော်ကျွန်တော်တို့ဒီမှာမဲကလေးကြဘယ်သူမှလည်းတာဝန်မယူဘူးနော်ပြီးတော့ဒီမှာကော်မရှင်တို့မဲမှုတို့လည်းတာဝန်ယူဖြည့်ရှင်းခြင်းမရှိဘဲနဲ့မဲဆုံးရှုံးမဲပေးရမှာမပေးလိုက်ရပါဘူးအသက်လူကြီးမဲဆုံးရှုံးသွားတယ်ဘယ်သူမှလည်းမဖြည့်ရှင်းပေးပါဘူးကျွန်တော်ဒါတကုံမျိုးသစ်ရှေ့ပိုင်းမျိုးနဲ့အမှတ်15ရက်ကွက်အမှတ်လေးအခြေခံပညာမူလတန်းကျောင်းဖြစ်ပါတယ်မက24တမင်တက်ကလင်ကချစ်လောက်တာပါနော်လုပ်ပေးတဲ့လူရှိလို့လေဒါ ဒီကတ်ကိုဘယ်ရထွက်လာလဲအဲ့ကတ်ကိုဘယ်သူပေးလိုက်လဲ အိုက်ကပေးတဲ့လူမှာတာဝန်ရှိတယ် အဲ့ကတ်ကိုဘယ်သူတွေပေးတာလဲဖြည့်ချင်းမှာအဲ့လူတွေခေါ်ပြီးတော့အဲ့လူတွေတက်တက်ရနဲ့ခေါ်ပြီးတော့ဖြည့်ချင်းပေးပါဟောမင်းတို့လည်းခေါ်လာခဲ့မယ်ဖြည့်ချင်းပေးမတင်တော့ဘူး တဝက်ရှိပါတယ်ဘယ်သူမှလည်းတာဝန်ယူဖြည့်ရှင်းခြင်းမရှိပါဘူး အကျိုးတင်ကြောင်းနဲ့တော့တစ်သက်မှမရှိဘူး ကျွန်တော်ဒါမဲုံမှာ ဘယ်မှလဲတာဝန်ယူပြောတာဝန်ခံသိအခုမှမရှိဘူး ကျွန်တော်မဲုံနဲ့ပိတ်သွားတယ်မဲပေးခွင့်မရလိုက်ပါဘူးတမင်ကလင်ကကြည့်လောက်တာပါမဲလိန်လည်မှုပါမဲကိုစားလိန်လည်ထိုးသွားပြီးတော့မဲထည့်သွားလို့ပါ15ရက်ကွက်မှာတကုံမျိုးသစ်ရှေ့ပိုင်းမျိုးနဲ့အမှတ်15ရက်ကွက်အမှတ်24ချိန်ပညာရေးမူလတန်းကျောင်းဖြစ်ပါတယ် ဒါတာဝန်ကြီးလူကြီးမင်းမနေတဲ့ဥပဒေကြောင်းကဖေးချင်းပေးပါ ကျွန်တော်တို့ တခါတည်းရေးတခါတည်းခေါ်တခါတည်းပြောအားလည်းတော့ လက်ရှိကျွန်တော်တို့ဒီအကြောင်းကနော်ကော်မရှင်တို့မဲမှုတို့ကတော့ဘာမှဖြည့်ရှင်းနိုင်ခြင်းမရှိပါဘူးသူတို့တာဝန်မရှိဘူးလို့ပဲပြောပါတယ်အဲ့ပဲနော်ကျွန်တော်တို့မဲဆန္ဒရှင်တွေသူ့ရဲ့မဲပေးပိုင်ခွင့်တော့မဲပေးခွင့်မရခဲ့ပါဘူးမဲပေးမဲ့ဆန္ဒမဲလည်းဆုံးရှုံးခဲ့ပါတယ်အဲကျွန်တော်တို့အမှတကုံမျိုးတိရှိပိုင်းမျိုးနဲ့15ရက်ကွက်ဖြစ်ပါတယ် လွယ်တဲ့နေရာပဲလွယ်မှာပေါ့အခုကစာအုပ်ထဲမှာလက်မထိုးသွားတဲ့နေရာလဲကလကကြီးလောက်သွားတယ်ကကိုလည်းကလကကြီးနဲ့ထုတ်ပြီးသွားတယ်ဟာလေဒီကတည်းကဘယ်ထွက်လဲဟာလားဒီသားတွေလက်မထိုးတဲ့နေရာမှာမဲတက်မဲ့နေရာမှာဒီမတ်ပေါ်နေတဲ့ယူလာကမတ်ပေါ်နေပါပဲဘာတက်ထိုးထည့်ခိုင်းတာလဲဟမ်ဒီတကောင်သေးနဲ့မတ်ပေါ်နေမှာဘာတက်ထည့်ခိုင်းနေဟာလားငါတို့ကြတော့မှာလိုက်တာမတ်ပေါ်နေယူခဲ့ပါတကောင်သေးနဲ့ယူခဲ့ပါဟာလားပါလာတယ်ပါပြစ်လေအော်မတ်တက်ပိုင်ခွင့်မကြည့်ဘူးကြည့်ကြပါဦးဟာလားကြည့်ကြပါဦးမမတက်လိုက်ရဘူးဗျာတော်တရားပါပဲဟာကလေးကကြီးလောက်တယ်ဟာလေဒီအောင်လက်မထုတ်ခိုင်းတဲ့သူကဒီမပေါ်နေနဲ့မစစ်ဘူးလားဒီတကောင်စင်းနဲ့မစစ်ဘူးလား ဆိုင်လူကြီးများလဲ share ပေးပါ ဘယ်သူမှလည်းတာဝန်ယူသိမကြည့်ဘူးတာဝန်ခံသိလည်းမကြည့်ဘူးဘယ်သူမှလည်းမကြည့်ဘူး share ပေးပါ share ပေးပါအမှတကုံမျိုးတိရှိပိုင်းမျိုးနဲ့ ပါနေတယ် မဲကလင်ကကြစ်လောက်တဲ့ကိစ္စပါမဲကိုတမတက်ကလင်ကကြစ်လောက်ပြီးတော့မဲလိန်ပြီးတော့ကိုစားထည့်သွားပါတယ် တရားခွဲမယ်အဲ့လိုလည်းကိုမှမတည်ရဘူးသူတော့မတည်ဘူး ဘာမှလည်းတာဝန်ရှိလူတွေကဘာမှလည်းဖြည့်ချင်းနိုင်ခြင်းမရှိသေးပါတဲ့ရောက်တဲ့တင်းရောက် ကျွန်တော်လုပ်နေတာ
ပါဆိုင်လို့ကျွန်တော်တို့အောင်လာမနောက်နဲ့ဟုတ်တယ်ကျွန်တော်လိုက်လွင့်နေတာလေကျွန်တော်လုံနေတာကျွန်တော်ပေါင်းနေကျွန်တော်သွားနေလာပြီးတော့အောင်မနောက်နဲ့ ရတခါရိုက်တယ်တခါရိုက်တယ် မတရားလမ်းကြောင်းလာလိုက်မယ်ကျွန်တော်လမ်းကြောင်းကျွန်တော်သွားနေတာ ငါမတရားဘူးလားဟဲ့ဦးတဲ့ကြောင်လာချီပြီးသားငါမတရားဘူးပြောနေသူဟိုဦးတဲ့ကြောင်လာချီပြီးသား သူ့နေရာကျွန်တော်ဆိုလဲပေါက်ကွဲမှာပဲ ဘာရောက်လဲငါဒါပြီးတော့ ကိုချင်းစာလေးသူ့နေရာမှာကျွန်တော်ဆိုလဲပေါက်ကွဲမှာပဲကိုချင်းစာကြီး ငါမဲမဲတရားလို့ငါပြောတာဘဒု ဟုတ်တယ်လေ တရားဖြစ်တော့ဦးကြီးတော့ဘဒုပဲ ဟုတ်တယ်မလားစဉ်းစားကြည့်ကိုချင်းစာကြီးနေရာထဲဝင်ကြည့် ငါမဲမတရားတော့ဆုံးဆုံးတော့ငါနဲ့ပြောတယ်ကွာငါဒီလူတွေကမဲမတက်လိုက်ရဘူး ဟာလေဒီဘာမှလည်းဘယ်သူမှလည်းလိုက်ဖြေရှင်းပြီး အပါလေကလေးကြီးလောက်တာမဲကလေးကြီးလောက်သွားတာဘာထိုးရကြောင်းတစ်ကြောင်းမှမကြည့်ဘူး ဟာဖြေဟုတ်တယ်လေကျွန်တော်ပြောလူကြီးရှိနေတာဖြေရှင်းပေးတယ် ထုတ်ပေးတယ်ကြောင်းမှမကြည့်ဘူး လာမလာလေးပလက်ကထားပေး ထားပေးရမယ်လေ အိဗယ်မရှိတဲ့ဥစ္စာဒါပေမဲ့ကြောက်သကောင်းကြီးရောဆောက်ခါကြောင်းအပေါ်လုံးပါတယ်သကောင်းကြီးရောမဟုတ်နေနေအတိကျပါတဲ့ဥစ္စာကိုမထည့်ရတာအော်ပါဒီပြားတဲ့လို့စောက်ကြီးကြတော့ဘုကပြေးပြီးကြပြီးနေ စဉ်းစားကြည့်ဗျာဝေးရအောင်လာရတာပါဝေးရအောင်လာပြီးတော့ဟိုးရက်ွက်ချားတော့ဒီမှာမဲထဲခြင်းလို့လာထဲတာပါ ဘာမှထဲလည်းမထဲအောင်ပြီးလည်းပြီးဟာကော၄နိုင်ထိုးသွားတော့ပါတဲ့မဲတော့ပိတ်ပါပြီတော့ပဲပါပြီဆိုတော့မင်းကဘာ3နိုင်ခွဲကလေးရောက်နေဘာပဲမှလည်းမထဲရပါလေဒါတဲမြတ်တာလားတွက်ကြည့် ဒီလိုဖြစ်စီအောင်မှာအကြောင်း မဲတဲ့ဖို့ရတော့ဟာမဲတဲ့ဖို့ရပြောလိုက်ကြဘာတွေလဲမဲတဲ့ရှင်နေပြမပြောနဲ့ထဲမှာဒီမဲနိုင်ငံသားမလို့ထဲမှာနိုင်ငံသားစစ်စစ်ဟိုင်းမှာတကောင်သေးတွေမှတ်ပုံတွေပုံကြည့်ကြိုက်တဲ့သူစေးလို့ရတယ်နိုင်ငံသားစစ်စစ်မဲတဲ့ရှင်နေဖားလေဒီကတည်းကတော့ကလေးကြီးလောက်သွားတယ်တကယ်ထဲရပဲသူထဲလို့မရဘူးသူများလာထဲသွားတယ်ဘာသူမှထဲရဘာထဲရတော့ဘယ်မှာလဲစီမီစီကနေရှာတာတယ်ဘယ်မှာလဲစီမီစီကနေမှတ်ဖို့တွေမှာမဲထဲလို့ရမယ်ဟုတ်လားလက်ကနေโอเคယူလာတယ်အခုဘဲလူကဘာမှမဖို့နေနဲ့ထဲသွားတယ်ဒီကောက်ကဘယ်သူထုတ်ပေးလဲအဲ့ဒီထုတ်ပေးတဲ့လူတွေဒီလက်တက်ကမဲတော့ဒါဖြစ်ချင်းမှာ ဟုတ်တယ် တက်တဲ့လူကြီးမင်းနဲ့နေတာဒါ ကတ်ထုတ်ပေးတဲ့လူမှာတောင်း ဖြ ပြီး စ် တော့ ချင်းပေးပါဒီကိစ္စကိုညတော့လာတော့ပဲလာသွားတာ ဟိုးဝေးရအောင်လာတာကိုတင်တက်ကွာ အေးအဲ့ဒါဖေးညတော့လာကြည့်ပါဘာမှလာကြည့်ပါလားဟဲ့ ဒီမှာအမတ်တင်ကြီးမှာဘလို့ဒီပေါ်တွေကိုလာသွားတာအမတ်တင်ကြီးထားတာ၄ချောက်ခွန်၄ချောက်ချစ်ဒါလည်းမရနဲ့ရောက် အဲ့ဒါလေဘင်းဆွက်ကရတယ်မရတယ်မပြောဘူးလား ဩမပေးလိုက်ဘူးညာဘယ်သူမှလည်းဒီဟိုမပြေဘူးခုနကမတီးပြီးရတာမဲအဲ့ဒီကတ်ထုတ်ရတယ်သွားလည်းမတီးဘူးကတ်တဲ့မှာထဲရတယ်သွားလည်းမတီးဘူးဒီရောက်တော့မှကတ်ကြီးနဲ့ထဲသွားပါပြီတဲ့ဟုတ်လားဦးမင်းမွေးတဲ့ကလေး17ရ9လ1981ဟုတ်လားဦးမင်းအဖဦးတင်မှုအမိတော်တင်မြင့်စနေမြေဆောင်တာတာကနိုင်1 3 3ည3 9တောင်တွင်းကြီးပါလေဘယ်ကောင်းကလေးကြီးလောက်တာလဲဘယ်ကောင်းမှဒီမပုံနေရှိနေတယ်ဒီမပုံနေနဲ့ထဲရတယ်ဆိုပြောတော့ လေဘင်းဆွက်ကဒီရောက်မှမြင်တော့အဲ့မှာလေဘင်းတွေစွဲလာလို့မြင်လို့ဒီတော့မှအကနဲ့ မမကြာလောက်ကြပါဒါဖွင့်လို့တော့ရက်ွက်ပဲရှိသေးတယ် အဲ့ကတည်းအများကြီးရှိသေးတယ် အမအများကြီးပဲတော့ကြတော့ကိုလင်များကိုထက်မှမရှိတာသူ့နာမည်ရှိကိုမရှိဘူးကိုနာမည်ကတော့ရှိပါရဲ့နဲ့ထည့်လိုက်တဲ့အခါလင်းအောင်များများတော့အတူတူပဲဖြစ်သွားမှာပေါ့လည်းဖြစ်တယ်လေဒီဥစ္စာပတ်လက်ပဲပြန်ခဲ့ရမှာတကယ်ကမထည့်ဘူးဆိုလည်းမထည့်တဲ့အဆက်ရောက်ပြန်ခဲ့ရမှာအဲ့ရမရှိတာအဲ့နာမည်ကြီးဘောရကြီးကြီးဒါတော့ဆက်တာအဲ့နာမည်ကြီးမဟုတ်ဒီကဒေတာဒီဟာဒါပါပြီအဲ့တော့မြေထားလိုက်တဲ့စင်ဒီစကနေဘယ်ရောက်ကုန်ပြီလဲ
မပုံနေပါလားထဲရပဲတဲ့မပုံနေကတ်သွားထုတ်ကတ်ထုတ်ရပဲတဲ့ဟုတ်လားအဲမလည်းဘယ်လိုလိုဝဲပါထုတ်သွားလဲဘာမှပုံနေနဲ့ထုတ်သွားလဲဟာအဲ့ဒီမာကိုကလေးတစ်သွားတီးတာတယ်ဒါကလေးတစ်လောက်တာနိုင်ငံသားစစ်စစ်မဲထဲဖို့လာတာမဲမထဲရဘူးတော်တော်တရားကြတယ်တော်တော်လည်းဘုရားတော့မယ်好不好吃？继续。阿公背下，一对是，大家两样对个吧？现在哩，啊，个零个节漏的，得苦钱漏的的。别变木，抓边去，没变木，抓嘛，别有我们，有我嘛。用啊，来过来。基本上没天天拿，几楼。အောက်ခွဲတော့ဗျာတူနေရာကျွန်တော်ဆိုရပောက်ခွဲမှာလေအဲ့ဒါလုံးလို့မရအားလုံးလို့မရအောင်ဒါမဲ့ပိတ်သွားပြီဘာမှလုံးမရတော့ပဲနဲ့ သူအောင်လာတာလည်းမဟုတ်ဘူးအဲ့ဒါထောက်ချက်ဖို့လာတာလည်းမဟုတ်ဘူးမဲတဲ့ကျင်လို့လာတာ သိခံလိုက်ရင်ရောက်တတ်တယ်မဲလည်းမထရဘူးဘာလဲနိုင်ငံသား ဒါမဲ့ဟဲ့ထိပဲတော့မရှိဘူးပဲလူကြီးလဲလူကြီးအလဲရောက်လူငယ်လဲလူငယ်လဲရောက်ဝတ်တရားရှိတယ်စစ်တဲ့နေရာလဲအလဲရောက်ဝတ်တရားတွေအကုန်လုံးတီးတီးရှိပါတယ်ဟုတ်ဘူးလားလာလဲရသူ့မျက်နှာမမြင်ဘူးတဲ့လူမရှိပါဘူး မရှိပါဘူးပဲ မင်းမဟုတ်ဘူးထုတ်ပြတာကြောင်းမမသိဘူးတိုင်းလေးပါ ဘသူမသိကိုမင်းမရက်ွက်တယ်ပြောတယ်မသိရလူရှိဘူး ရှားပါတယ်ဟိုလုံးထဲမှာလူလဲမသိတဲ့လူမိမနဲပါတယ်ဆရာမတွေဒါရှိတာပါဟိုကျန်တဲ့လူတွေအကုန်သိပါတယ် မသိတော့ထုတ်ပြတာပါဒီမှာမှတ်ပုံတွေပါပါမှာပေါ့ အေး ပါလေဒီအရင်ပါမထဲလို့ရတယ်တလွဲကြီးပဲ လက်ဖြစ်တတ်တယ်စိတ်တွေလည်းဖြစ်တယ်အဲ့လိုဖြစ်မှကြောက်လို့ကိုဟိုဟာဖြစ်တာ ချက်စီရရှားလို့မလို့ပဲလို့မှာတော့ တကယ်သူ့နေရာမှာသူ့နေရာတိုင်းမထားပြရမှာ ကိုမင်းတီလို့မသိတာဟာဘယ်လိုမှမသိနေတာလဲနော် ။မတော်ကြည့်တာတော့အများကြီးပဲလင်ရမ်းထက်သွားတယ်စိတ်ကြီးချုပ်တယ်။မှန်တယ်ကိုရှာရမှာမဟုတ်ဘူး။ဒီမှာရှာမတွေ့ဘူးမတွေ့ရင်ဒါကိုမပါလို့သဘောတရားဒီပြနေရာရှာဒါတော့ပဲ ကတ်ရှာကြမလို့ကတ်မပါလဲဒီမှာကိုနာမည်မဲဟုတ်စင်မဲနာမည်တင်ပြောလိုက်လို့ရတယ်လေ ။အေးလေ ကတ်မပါလဲ အညာတ ပြော ည်း လိုက်ရ ကမယုံစင်ရလားကြည့်ပြီးသွားပြီ ပြောလိုက်လို့ရတယ်လေ ။ကြည့်ပြီးတော့ကြည့်လိုက်တော့အတူထိပ်ပြောတာနဲ့ဒီစာရွက် အဲ့ကပြောတော့မလို့ကိုမှအဲ့စင်းနဲ့ဘယ်နဲ့ပါဟိုထဲကပြောလိုက်ရုံမပြောတည်ရတယ် သူ့နာမည်ကြီးကထိုးထားတယ် ရွေးချယ်ရှိနေလောက်တာ မလုပ်ရဘူးအဲ့လိုမျိုးက ရွေးချယ်ရှိနေလောက်တာ မရှိတဲ့အတိုင်းထားပြီးလိုက်မလာရင်မလာတဲ့အတိုင်းလာမှာပေါ့တို့ကဒီရက်ကွက်နေတဲ့လူပဲ အလုတ်လွန်သွားတာအလုတ်လွန်သွားတာ ဟုတ်ဘူးလားလာမှာပေါ့ဘယ်ကိုကဒီကိုသားသမီးတွေလည်းဒီမှာပဲမွေးထားတဲ့ဥစ္စာ ကလိန်ကကြစ်တွေအဲ့ဟိုနေ့ပြတဲ့လူမှာတာဝန်ရှိတယ်အဲ့မထုတ်ပေးတဲ့လူမှာတာဝန်ရှိတယ်အဲ့ကပြထုတ်ပေးတဲ့လူပါလေသွားသူဝိဝေလေးဘာလောက်တာဒီပြမရှိတဲ့လုံအလုပ်ဟိုနေ့ရှောက်လို့မဲခိုးတာမဲခိုးကလင်ကကြစ်လုပ်ပြီးတော့ကိုစားထဲသွားလို့ဒီမှာမဲကလင်ကကြစ်လုပ်ပြီးတော့အမှတ်15ရက်ကွက်တကုံမျိုးသေးရှိပိုင်းမျိုးနဲ့အမှတ်15ရက်ကွက်မှာနော်ကာယကရှင်မသိပဲနဲ့ကာယကရှင်ကတ်ကိုယူပြီးတော့လက်စက်ကတ်ကိုယူပြီးတော့လာထည့်သွားတယ်ကာယကရှင်လာထည့်တော့ဒီမှာထည့်ပြီးသားဖြစ်နေတယ်နော်ကာယကရှင်ကမဲလည်းထည့်မရဘူးဘာမှလည်းမလုပ်ပေးဘူးကျွန်တော်တို့တကုံမျိုးသေးရှိပိုင်းမျိုးနဲ့အမှတ်15ရက်ကွက်ပါ မိုးဝင်ကလည်းဟိုညတည်းကမှန်တိုင်းပြောတားဖုန်းနံပါတ်ရှိနေတာပဲမလာလို့တဲ့လူများမြောက်ကြတဲ့အဲ့ဒါမျိုးတော့အဲ့လိုကြားတယ်သူကအဲ့လိုပြောသူတို့တော့ သူတို့ပဲကင်တာ မသူတို့ပဲ သူတို့ပဲကင်ထားတာကျွန်တော်ရှင်းရှင်းရတယ်ပြောကိုယ်နေကြပဲ ဟိုကဖြစ်လို့ပြောတာမဟုတ်ပါဘူး သူတို့ပဲကင်ထားတာ သဘောတရား သဘောပဲကျွန်တော်ပြောပြန်ကိုယ်နေပဲသူတို့ပဲကင်ထားတာအကုန်လုံး နင်တို့ညီညီမလေးတွေလာလို့ရှိပေးလိုက်ပါဟဲ့ဘယ်လိုပဲဖြစ်ဖြစ်အမရှိတာပဲဒီမှာအရင်တလားနဲ့နေနေတာ သူတို့ပဲကင်ထားတာအကုန်လုံး ဒီဟိုခဏတော့မောင်မေကပြောလိုက်တော့သူတို့နဲ့မဆိုင် အခု ဘူး သူတို့ရှာဘာလို့မဆိုင်အားကြောင့်မသူရှောင်းတော့နေတယ်ဘိုးလူကလေးကလေးလုံးနေတာသူတို့လောက်တာအဲ့ဒါ
သူတို့တမန်လုံးကျွန်တော်တို့စောင့်ကြည့်နေရတယ်သူတမန်လုံးအဲ့ကတူလေးဘာလုပ်နေလဲမလားဟုတ် လေသူဖေးကြည့်ရပေါ့မလာတော့ထင်လို့လုပ်လိုက်တာမောင်မင်းမလာတော့ရက်ကွက်နေကြမနလည်းပြောလို့ကြာ အမှန်တန်ငါတို့ရင်းနှီးတယ်ဗာညာဆိုပြီးတော့ထားဒါတော့မတရားအဲ့စာတွေကကျွန်တော်တို့အားကြောင့်ကျင်းနေတည်တယ်ကျွန်တော်တို့ဖြစ်တော့မယ်ဆိုတော့တည်တယ်ဗါလို့လုံနေပြီလေကျွန်တော်တို့အတီဆုံးပဲသူ့ကိုမင်းဘယ်တဲ့တဲ့ဟဲ့ ဟုတ်တယ်လေ ဘယ်တဲ့ဒါပေမဲ့မလုံတင်တာမလုံထိုက်တာကိုသူလုံဒါကြီးကဟုတ်တယ်မလား မတို့ကလည်းထဲမှာထဲတာထဲ ဟုတ်တယ်ဗျပါတီတွေပြိုင်တာဗျနော်ဟုတ်တယ်မလား ဒီမှာထိုင်ပေါ်နေလို့လည်းချင်းသုံးတယ်ဟာ ထိုင်းနိုင်ငံဘန်ကောက်တန်ယုံမှာမထည့်ခဲ့တဲ့မဲဆန္ဒလက်မှတ်များမိမိဇာတိမှာပြန်ရောက်နေမှုကချင်ပြည်နယ်ရွှေကူမြို့နယ်မှာဖြစ်ပွားခဲ့လို့ကာယကံရှင်2ဦးကပြောပါရယ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာအလုံးလုံးနေပြီးနောက်ပုံစံ15ဖြင့်မဲပေးရန်တောင်းဆိုခဲ့ပေမဲ့မဲမပေးနိုင်ခဲ့ပဲအော်တိုဘာလ4ရက်နေ့မှာမြန်မာနိုင်ငံပြန်လာခဲ့ပြီးမြောက်ရီမြို့မှာ15ရက် quarantine ဝင်ပြီးနောက်ရွှေကူမြို့မှာ quarantine 14ရက်ထပ်ဝင်ရကြောင်းဘန်ကောက်မှာမဲမထည့်ခဲ့ရတဲ့အတွက်ရွှေကူမြို့မှာမဲထည့်ဖို့ကြိုးစားရမှာထိုင်းနိုင်ငံဘန်ကောက်မှာမထည့်ခဲ့တဲ့မဲဆန္ဒလက်မှတ်တွေကိုမြို့နယ်ရုံးမှာတွေ့ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ် ကော်မရှင်ရုံးမှာကျွန်တော်ထက်မဲ့မဲတွေကအမှထည့်ပြီးသားရောက်နေကြမဲကျွန်တော်လည်းပါလာတဲ့သူငယ်ချင်းတယောက်ကသူ့ဟာလည်းပါလာပြီနှစ်ယောက်စလုံးကမဲအိတ်ကိုရောက်နေကြကျွန်တော်တို့ကမဲကိုလုံးဝကိုမထည့်ခဲ့ဘူးအဲ့ဒါတော့တင်းတွေအာမခံတယ်ကျွန်တော်တို့ရွှေကူကော်မရှင်ရုံးမှာလာတွေ့ရတာရွှေကူမြို့နယ်ကော်မရှင်ရုံးမှာလာတွေ့ရတယ်ဟုတ်ကဲ့ဘယ်လိုသိရတော့မနေ့ကကျွန်တော်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နဲ့ကျွန်တော်ကော်မရှင်ရုံးသွားတဲ့ခါကျတော့ကျွန်တော်တို့ကထည့်ပြီးကျွန်တော်တို့နာမည်မီနီတာထားမှန်းနဲ့ဘာလို့မီနီတာထားဆိုသူတို့ပါတီစုံနဲ့ကျွန်တော်တို့တူတင်မဲနိုင်ငံသားတန်ရုံးကနေရောက်တဲ့ဟာတွေအကုန်လုံးဖောက်တဲ့ချိန်မှာကျွန်တော်နာမည်ပါတယ်ဆိုမှသူတို့ကနိုင်ငံသားလာတဲ့စာအိတ်အကုန်ထုတ်တဲ့ချိန်မှာကျွန်တော်နာမည်တွေပါလာဗျအဲစာအိတ်တွေဟုတ်ကဲ့ဗျကျွန်တော်တို့ဆန္ဒမပါဘဲနဲ့ဘယ်သူကထည့်ပြီးမှပိတ်လိုက်လဲအဲ့လိုမသိဘူးဗျမယိုးသားတဲ့ပုံစံပဲဗျဒီဥစ္စာရွှေကူမြို့နယ်ရွေးကောက်ပွဲရာရှိဒေါ်ဝင်းစန္ဒာကရောက်လာတဲ့လက်မှတ်တွေဟာနှစ်ယောက်စလုံးရဲ့အမည်တွေပါတယ်လို့ဆိုပြီးတန်ယုံကိုဆက်မေးဖို့အခုလိုပြောပါရယ်မသိပါဘူးကျင်ပါပြလို့လဲဆိုကျမတို့ကဘဝပြန်လာရဆိုရင်ပြန်လာတဲ့အတိုင်းပဲပါတီကိုခေါ်ပြီးတော့မှဒီစားတွေကိုဘယ်ပုံလေးကိုထည့်တယ်ပေါ့နော်အဲ့တော့ပဲတို့ကမှတနာပြုခဲ့လားမပြုခဲ့လားဆိုတော့ကျမတို့မသိပါဘူးကျင်မဲစင်းပါဝင်နေတာနဲ့ပတ်သက်ပြီးဘန်ကောက်မြို့ကပြန်လာသူကိုဇေယန်ထက်နွယ်ကလည်းအခုလိုပြောပါရယ်ကျွန်တော်တို့မဲပေးဖို့အတွက်အမှစင်းတင်တာလေအမှစင်းတင်တာကျွန်တော်တို့စင်းတင်မဲမထည့်ဘဲနဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံပြန်နေတာဒီကျွန်တော်တို့မြို့ရောက်တော့မဲစင်းနေတာကျွန်တော်တို့ထည့်ထားဆိုရောက်နေတာအဲ့ဟာပါကျွန်တော်တို့4ရက်နေ့ကပြန်လာတာလေဆက်နိုင်ငံနဲ့4ရက်နေ့ထွက်တာ4ရက်နေ့ထွက်တာပြီးကျွန်တော်မြောက်ဒီမှာ14ရက်ဝင်တယ်ပြီးကြရင်ဒီကျွန်တော်တို့မြို့မှာ14ရက်ဝင်တာပေါ့အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးရွှေကူမြို့နယ်မဲဆန္ဒနယ်မှတ်1မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဦးယူက UEC ကိုတိုင်စာပို့မှာဖြစ်ပြီး UEC ညွှန်ကြားချက်တိုင်းလုံးမှာဖြစ်တယ်လို့အခုလိုပြောပါရယ်တခြားပါတီတွေကဘာမှပြောတာမကြောက်ဘူးခင်ဗျကျွန်တော်ဒီကလေးတွေကဆန္ဒမဲပေးဖို့ရစက်တန်နဲ့ရောက်လာခဲ့လို့တည်ရုံးမျိုးကျွန်တော်ဘာမှမသိဘူးတန်ရုံးကိုဆက်ပြဆက်မေးတယ်ကလေးတွေကိုလည်းကျွန်တော်ရှိမှမေးခိုင်းတဲ့အခါကျတော့ပထမဟိုဆက်တော့ကိုင်းနေကိုင်းပြီးလည်းငါတခုနကပြောပါချစ်ပြန်ချသွားတယ်နော်ရုံးကခေါ်မရတော့အဲ့တော့သူမယိုးသားတာပြီးတာပဲအဲ့တော့2020ထွေထွေရွေးကောက်ပွဲမှာကချင်ပြည်နယ်တွင်မဲပေးသူ17သိန်းကျော်ရှိကြောင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကသိရပါသည်တရားမျှတသောရွေးကောက်ပွဲရလဒ်လုံးပြီးရွေးကောက်ပွဲကော်မရှင်တို့ထုတ်ပေးဘယ်လိုက်တဲ့ကော်မရှင်လုံးပြီးပြည်သူ့တန်တော်သောရွေးကောက်ပွဲရလဒ်လုံးပြီးမာရီယာနာမည်ဘယ်လိုခေါ်ရလဲဘာမှနေရတယ်ဟုတ်ပြီဒီနေ့ကော်မရှင်ဒီလက်ဦးကော်မရှင်ရုံးရှိကိုပေါ့နော်အခုလာရောက်ပြီးတော့ဟိုဒီစန္ဒလာပြီးတော့ဖော်ထုတ်တာသိရပါတယ်။ဘာအကြောင်းကြောင့်လဲဗျ။တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲကော်မရှင်တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲကော်မရှင်ကိုမကျေနပ်လို့ဘလူတွေများတမာမှုတွေနဲ့တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲကော်မရှင်ကိုမကျေနပ်လို့ဆန္ဒလာဖော်ထုတ်တာ။ဘလူမတမာမှုလဲဆိုတာတွေသိပြရည်ဗျ။ဘလူမတမာမှုလဲဆိုတော့ပြောရမှာဆိုလို့ရှိရင်အများကြီးပဲ။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အခုမဲရုံမှာစောင့်နေတယ်ဆိုလို့ရှိရင်သူတို့ရဲ့ဘော်ရနီယာဆိုတာလည်းအဲ့ဒီတွေပဲဖြစ်နေတယ်လက်ရှိကိုယ့်ရဲ့ရွာရဲ့အတွေ့အကြုံလေးပေါ့နော်
ဘလို့ရေခဏလေးကိုမြင်တွေ့နေရတယ်မြင်တွေ့ခဲ့ရတယ်ကိုတွေ့အတွေ့အကြုံလေးကိုနည်းနည်းတက်ပြီးတော့ပြောပြပြီးတော့ မဲထည့်ပြီးသားလူကနောက်တစ်ခါလာထည့်တယ်အဲကော်မရှင်ရုံးကမဲကိုညာဘဲကြိုတင်မဲဆိုပြီးထည့်သွားတယ်အဲ့တော့မနေ့မိုးလေးကနောက်တစ်ခါလာထည့်တယ် ဒါကြီးကအထောက်ထားရှိလားဗျ ရှိပါတယ်ရှိပါတယ်ထောက်ထားရှိပါတယ်ထောက်ထားရှိတယ်ရွာ ဟောတော့ကုန်နေတော့လေဒီကိုဖိုင်များတဲ့အတူစာရဲစာရမ်းများကိုကန်ဆောင်ထားပြီးသားဖြစ်ပါတယ် ရွာမှာမနေပဲ3ရက်နေထောက်ထားတဲ့လူကိုကြတော့မဲပေးကိုရှိပါတယ် ကျမတို့ရွာမှာမနေတဲ့လူကိုကြတော့တူတော့ကြိတ်ကြိတ်လက်ကြိတ်ထိုးရောမဲခိုင်မဆောက်ရလုပ်ပြရကျမတို့အခု မဲစီးမှာပါတဲ့လူတွေကမဲပေးကိုရှိပါဘူးမဲစီးမှာပါတဲ့လူတွေကမဲပေးကိုရှိနေပါတယ်ဒီကော်မရှင်ကလုံးရက်တယ်ကိုရောသားပါဘူး ရက်ကွက်မှာရှိတဲ့3ရက်ကွက်ကကြော်လုံးနဲ့5ရက်ကွက်ကမဲတွေကိုလက်ခံပြီးတော့ဥပေါင်းများပါ လူတို့များသည်သာနာမဲပေးပိုင်ခွင့်မရရှိဘဲနဲ့လုံးဝမသိရှိသောအနေနဲ့ရရမှရောက်ရှိလာတယ်လို့သိရှိရတဲ့လူများမဲတွေကိုဝင်ရောက်ပေးသွားတာမျိုးတွေရှိနေပါတယ်မဲဘုံတွေစီလည်းချိုတင်မဲများစီမှန်ကန်မှုမရှိတာကိုတွေ့ရှိနေရပါတယ်မဲဘုံစီထဲထဲမှာနိုင်ငံเจ้าတော်တည်ယူပို့ဆောင်လို့ရတဲ့ကွန်တနာမှာကတ်တဲ့ကျွန်တော်တို့ရဲ့မဲစီတီဒီထဲမှာရှိတဲ့4-5တာကာလတော်တွေမှာဒီတိုင်းထထားတော့လဲမဲဘုံများကျိုးပြတ်နေတာကိုလည်းတွေ့ရှိထားတာဖြစ်ပါတယ်။ထို့နည်းတူသောမဲကျိုးတင်မဲပေးပြီးသားလူတွေခုထပ်ပြီးတော့မဲကတ်ကိုထပ်ပေးပြီးတော့မှပြန်လဲပြီးတော့မှပေးအပ်နေတာကိုလည်းတွေ့ရပါတယ်။အဲ့ဒီနေရာမှာကျွန်တော်တို့ရှာဖွေတွေ့ရှိထားတဲ့လူတွေကိုလည်းကျွန်တော်တို့ဆွဲထုတ်လာပြီးတော့မှသူတို့ရဲ့ထောက်ထားတွေပေးကနာတဲ့စာရေးစာတွေကော်မရှင်ပေးကနာတဲ့စာရေးစာတွေများကိုလည်းကျွန်တော်တို့သိသိပြီးတော့မှခုလိုလောက်ဆောင်နာပြီးသားဖြစ်ပါတယ်။အဲဒါကြောင့်ကော်မရှင်ဒီဗလိုက်မှုရှိတယ်လို့ယူဆရတဲ့အတွက်ကျွန်တော်တို့မကျေနပ်လို့သာနာထုတ်ပေါ်ခြင်းဖြစ်ပါတယ် ခဏနာထုတ်ပေါ်တာပါ ဟုတ်ကဲ့ပါခင်ဗျဒီလိုမျိုးကျွန်တော်တို့ဒီလာပြီးတော့ဆန္ဒထုတ်ပေါ်တာတော့ဒါတွေ့ရပါပြီအဲ့တော့တရားဝင်အနေနဲ့ဘယ်လိုများဒီတော်ရွေးကောတိုင်းရွေးကောဒီဘယ်လိုများသွားပြီးတော့တင်ပြဖို့ရှိပါလဲခင်ဗျ ကျွန်တော်တို့ခုတောင်ဒီမှန်ကန်စွာလှုပ်ဆောင်ပေးမှုကျွန်တော်တို့တိုင်နာနာကျွန်တော်တို့မှန်ကန်စွာရေးယူမှုမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ဒီငင်းငန်းစွာဆန္ဒပြပြီးတော့မှဆက်လက်တိုက်ပွဲဝင်သွားဦးမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါအဲ့တော့တရားဝင်တင်ပြထားတယ်ဆိုတော့ဘယ်လိုတင်ပြထားလဲဗျသိရတယ် ကျွန်တော်တို့ခုလက်ရှိတင်ပြလာသည်မြို့နယ်ကော်မရှင်ကိုတင်ပြထားပြီးသားဖြစ်ပါတယ် ဟုတ်ကဲ့အခုတို့လှုပ်ရှားမှုကြတော့ဘလူကဥဆောင်ပြီးတော့ ကျွန်တော်တို့ဒီမှာရောက်ရှိလာတဲ့ဒီအားလုံးကိုကျွန်တော်တို့ရဲ့ပြည်သူတွေအားလုံးဖြစ်ပါတယ် ပြည်သူတွေအားလုံးပါပဲအတူရဥစားပါမရှိပါဘူးမတရားမှုမတမာမှုတွေကိုလက်မခံနိုင်တဲ့ပြည်သူတွေပါပဲ ဟုတ်ကဲ့ပါဒေသလေးကိုတော့နည်းနည်းလေးပြောပြပြပါဗျာဘယ်ဒေသလား ကျွန်တော်တို့လမ်းကြီးတို့နဲ့မောဆာနာနဲ့အမှတ်ကြီးနဲ့အမှတ်ကြီးတို့ကနေမှပြည်သူလူထုများဖြစ်ပါတယ် အခြားဖြစ်ဆက်ပြောကြဗာများရှိသေးလဲဗျရွာသားကြီးပြောပါဦး ခုသူတို့ခဏလေးနေပါကျွန်တော်တို့သိသက်ပြီးတော့မှတရားမျှတတဲ့ကော်မရှင်နဲ့အတူဘယ်လိုလဲကော်မရှင်ကိုကျွန်တော်တို့လုံးမရှိပါဘူးမှန်ကန်တဲ့ရွေးကောက်ပွဲကိုလုံးတော်မှုဖြစ်တဲ့အတွက်လုံးတော်မှုမှန်ကန်တယ်မမှန်ကန်ဘူးဆိုတာဖြစ်ထွက်လာတဲ့အခါမှာလွတ်တဲ့ရွေးကောက်ပွဲကိုကောင်းကွယ်ဦးစီးချုပ်ရမှာခဏလေးနေပါကောင်းကွယ်ဦးစီးချုပ်မှာဖြစ်ကျွန်တော်တို့လွတ်တဲ့တရားမျှတတဲ့ရွေးကောက်ပွဲကိုအများဆုံးဆောင်ရွက်ပေးစေချင်ပါတယ် အခုလိုဌာနထုတ်ပေါ်တဲ့ဌာနရဲ့တို့ပြောပြပြီးတဲ့တရားရဲ့အမည်လေးကိုသိပြသေးဗျ ကျွန်တော်နာမည်ထွန်းဦးလို့ခေါ်ပါတယ်မဲဆန္ဒနဲ့အမှတ်နဲ့ပါဖြစ်ပါတယ် တမတော်ကာကွယ်ဦးစီးချုပ်တရားမနာတဦးဆောင်ပြီးတော့လုပ်ပေးရရှိရေးတို့ ဦးကြီးပါဘာခွဲဦးစီးချုပ်ဦးမင်းမင်းလာလိုက်ဦးကြီးပါကျမတို့မှာဒုက္ခရောက်နေမဲမထရပါဘူးမတရားမှုတွေလုပ်နေပါလေ မိသားစုလုံးမထဲရဘူးဘာမှလည်းတမိသားစုလုံးအကျဉ်းချပါတယ်မသိလည်းနည်းနည်းပြောပြီးလုံးလိုက်နေပါတယ် ကျွန်တော်တို့မဲဆန္ဒရှင်များမကျေနပ်ချက်များကိုခုကျွန်တော်တို့လာပြီးတော့မှကော်မရှင်ရုံးကိုလာပြီးတော့မှကျွန်တော်တို့ရင်းရမ်းစွာဆန္ဒပြတာဒီကျွန်တော်တို့ဒီမှာရှိနေတဲ့ကျွန်တော်တို့သတင်းတပ်ဖွဲ့များကနေမှကျွန်တော်တို့သတင်းယူပြီးတော့မှခုလိုဒီပြင်ပြလာတဲ့အချက်တွေကိုမီဒီယာသားများကိုကျွန်တော်တို့အားကိုးတဲ့အနေနဲ့မှန်ကန်တဲ့ရလဒ်ကောများရရှိအောင်ဆောင်ရွက်ပေးပါလို့မီဒီယာသားများကိုအထူးညွှန်ဒီလာရက်ခံပါတယ်ခင်ဗျာ ကျွန်တော်တို့ဒီဟောတော်ကြီးကတော့ကြီး မိမိပြန်တော့ဖြစ်ပါတယ်ရုပ်ပုံပြန်ပေးပါ မ
မရဘူးဘယ်ရောက်လဲဘာမှလည်း၆၂ရဘာမှလုံးကျွန်တော်လည်းလုံးမရအောင်မတို့လည်းလုံးမရအောင်အဲ့တော့ဆံမလုံးရအောင်ဒီခေါ်လို့လာတာတိုင်းတိုင်းမဟုတ်ဘူးခွင့်ပြုတာလည်းပြည်တယ်အဲ့ဒါကြီးမဟုတ်ဘူးခိုင်လို့တော့အဲ့ဒါခွင့်ပြုတာတော့မဟုတ်ဘူးညတာမှုတကယ်ရှိမရှိကတော့ဓမ္မကျွန်တော်တို့ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူဦးမြင့်နိုင်ကတော့တရားမျှတတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံမှာတကယ်မဲပေးခွင့်ရှိခဲ့တဲ့တိုင်းရင်းသားတွေဟာ၎င်းတို့ရဲ့တိုင်းရင်းသားဒေသတွေတိုင်းရင်းသားဝန်ကြီးတွေကိုအမှန်တကယ်ပဲရွေးချယ်ဖို့အတွက်မဲလက်မှတ်နဲ့မဲပုံးတွေတောင်မရှိတဲ့အခြေအနေတွေတွေ့ရပြီးဒါတွေကိုတောင်းဆိုတဲ့လူတွေကိုရဲနဲ့ဖမ်းခိုင်းမယ်ဆိုပြီးချင်းချောက်ခဲ့တာတွေကိုပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကဥမြင့်နိုင်ရင်းမလားဆိုတာကိုကျွန်တော်ရုပ်သံနဲ့တင်ပြပေးသွားမှာပါကျွန်တော်တို့မဲကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်ကပါမှာပါကျွန်တော်အမျိုးသမီးကအင်းပါအဲ့တော့မဲယုံမှာရေးထားတယ်ကျွန်တော်တို့ပေးတဲ့လက်မှတ်ကလေးတွေမှာအင်းတို့အင်းတိုင်းသားဖြစ်ကြောင်းဗမာတိုင်းသားဖြစ်ကြောင်းကျွန်တော်တို့ကိုလက်မှတ်ကလေးမှာရေးမပေးလိုက်တဲ့အခါကျွန်တော်တို့ကမဲထည့်ဝင်ကျွန်တော်တို့က3ပုံးမဲထည့်ရပါတယ်မေချာမဲတွေပဲ3ပုံးမဲထည့်ရပါတယ်ထည့်ပြီးတဲ့အခါမှာထပ်ထည့်ဖို့မရတော့ပါဘူးဘာကြောင့်မရလဲဆိုရင်အောက်မှာဗမာလို့ရေးမထားလို့ကျွန်တော်အမျိုးသမီးဆိုအင်းတိုင်းရင်းသားလို့ရေးမထားလို့ထည့်မထည့်တာထည့်လို့မရတော့ပါဘူးထည့်လို့မရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကမဲတာဝန်ရှိတယ်ကိုမေးပါတယ်မေးတဲ့အခါမှာဘာကြောင့်များကျွန်တော်တို့9ဘုံလုံးထည့်လို့မရဘူးထည့်ဖို့မရတယ်လဲဆိုတော့4ခုလုံးထည့်လို့မရတယ်လဲဆိုတော့အင်းတို့ဗမာတို့မပါဘူးအဲ့တော့ကျွန်တော်တို့ကဒီရုံးကိုရရကရုံးကို4ကောင်းလောက်ရောက်ပြီးတော့တေးသေးချာချာကျွန်တော်ဟာဗမာဖြစ်ကြောင်းသူဟာအင်းသားဖြစ်ကြောင်းကျွန်တော်တို့ပုံစံ3ကကြီးနဲ့နောက်တိုးတင်တဲ့ဆင်းရင်တင်ပါတယ်ပုံစံ3ကကြီးနဲ့တင်ပါတယ်အားလုံးပြီးပြီကျွန်တော်တို့ဆင်းလာထုတ်ပေးတယ်ကျွန်တော်တို့ကနားမလဲဘူးဘာလို့နားမလဲလဲလက်မရရင်တော်ပြီလို့ကျွန်တော်တို့ထင်ဒါဦးလေးဘယ်လိုလုပ်မှာလဲဘာကြောင့်လဲကျွန်တော်ကမေးခွန်းနဲ့မေးတဲ့အခါသူမဖြေရှင်းနိုင်လဲကဲသားရေငါတော့မဖြေရှင်းနိုင်ဘူးကွာဘယ်လိုလုပ်ကွာငါဘယ်ကိုပြောမယ်ဒီလိုအပြုံးဝဲရှိရမယ်ခဲ့ရတယ်အားလုံးရဲခေါ်လိုက်စမ်းကွာလေရဲခေါ်လိုက်စမ်းဆိုရဲဆိုတာဒီအထက်ကိုဝင်လို့ရတယ်နောက်တစ်ခုကျွန်တော်ကဘာကိစ္စနဲ့အမှုနဲ့ဖမ်းပါလဲအဲ့တူတခြားတော့မပါဘူးကြည့်ပါခမတယ်လီဖုန်းလည်းမပါဘူး